အားလုံးပဲမင်္ဂလာပါမြန်မာအန်စပီဒီယာကနေကြိုဆိုပါရစေတကယ်လို့ခမားဟာပင်လယ်အောက်အမောင်တို့ထဲမှာပျောက်ကွယ်နေတဲ့ရေငုပ်သင်္ဘောတစ်စီးပေါ်မှာရှိနေတယ်လို့စိတ်ကူးကြည့်ပါခမားရဲ့အထက်ပင်လယ်ပြင်မှာရန်သူတွေဘယ်လောက်ပဲရှိနေပါစေခမားဘယ်နေရာမှာရှိနေမှန်းသူတို့လုံးဝမသိနိုင်ပါဘူးဒါပေမဲ့ခမားစီမှာတော့ပင်လယ်ရေအောက်ထဲကနေကမ္ဘာတစ်ချမ်းမှာရှိတဲ့ပြင်းမှန်တွေကိုမိနစ်ပိုင်းတွင်ဖျက်ဆီးပြနိုင်တဲ့နျူကလ িয়ার ဒုံးကျည်တွေရှိနေပါတယ်ရေအောက်ထဲကမိရတဲ့လက်နက်စနစ်တစ်ခုဟာကမ္ဘာအင်အားကြီးနိုင်ငံတွေကိုထိန်းချုပ်ထားနိုင်ခဲ့တဲ့ကြောက်စရာအကောင်းဆုံးနျူကလ িয়ার ဟတ်တာရေးမဟာဗျူဟာတစ်ခုဘယ်လိုဖြစ်လာခဲ့တာလဲအမှန်တော့ရေငုပ်သင်္ဘောတွေဟာစားပေါ်လာခဲ့တဲ့ကဒုံးကျည်တွေတည်ဆောင်ထားတာမဟုတ်ပါဘူးပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကာလတွေတုန်းကရေငုပ်သင်္ဘောတွေရဲ့အဓိကတိုက်ခိုက်ရေးလက်နက်ဟာတော်ပီဒိုပဲဖြစ်ပါတယ်တော်ပီဒိုဆိုတာရေအောက်မှာကိုယ်တိုင်ရွေ့လျားပြီးပြင်းမှန်ကိုထိမှန်ဖြစ်စီဖို့ဒီဇိုင်းထုတ်ထားတဲ့ရေအောက်လက်နက်တစ်မျိုးပါဒီဇိုင်းကရုပ်ရှင်ပါတယ်ရေငုပ်သင်္ဘောဟာရန်သူစစ်သင်္ဘောနဲ့ကိုတေသင်္ဘောတွေနိကလာတာကိုစောင့်ကြည့်ချိန်ရွယ်ပြီးတော်ပီဒိုနဲ့ပြေးခတ်တိုက်ခိုက်တာပါဒါပေမဲ့ဒီနေရာမှာကြီးမားတဲ့ပြဿနာတစ်ခုရှိလာပါတယ်တော်ပီဒိုဟာရေပြင်နဲ့ရေအောက်ပြင်းမှန်တွေကိုသာပြေးလို့ရပြီးမိုင်ယာပေါင်းများစွာကွာဝေးတဲ့ရေပြင်ပြင်းမှန်တွေကိုတော့ဘလို့မှမတိုက်ခိုက်နိုင်ပါဘူးဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အခါကမ္ဘာလက်နက်နည်းပညာမှာကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ rocket technology ပဲဖြစ်ပါတယ်။စစ်တွင်ဂျာမနီနိုင်ငံရဲ့နာမည်ကျော် V2 rocket နည်းပညာဟာလုံးပြဇင်းတွေရဲ့အုံမြင့်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာစစ်ရေးပါရဂူတွေရဲ့အကောင့်ထဲမှာမိကွန်းတစ်ခုပေါ်လာခဲ့ပါတယ်။ငါတို့သာ rocket တွေကိုရင်ငုပ်သင်္ဘောပေါ်တင်ပစ်နိုင်ရင်ဘာဖြစ်လာမလဲ။စောစောပိုင်းမှာတော့ဒါဟာမရကူခဲ့ပါဘူး။အမေရိကန်ရေတပ်ဟာအစောပိုင်းကာလတွေမှာ Regulus လိုမျိုး cruise missile တွေကိုရေငုပ်သင်္ဘောပေါ်တင်ပြီးစားသားပစ်ခတ်ခဲ့ပါတယ်။ V2 ဟာ submarine missile တွေရဲ့ဓာတ်ရိုက်ဘိုးအေကြီးမဟုတ်ခဲ့ပေမဲ့ရေငုပ်သင်္ဘောနဲ့ rocket နည်းပညာပေါင်းစပ်ဖို့အတွက်လမ်းစာဖွင့်ပေးခဲ့ပါတယ်။1950အလွန်စစ်အေးတိုက်ပွဲကာလမှာတော့ဒီယူဆဟာလုံးဝအရေးကြီးတဲ့ game changer ဖြစ်လာခဲ့ပါတယ်။အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုတို့ဟာနျူကလ িয়ার ပြိုင်ပွဲထဲရောက်သွားတဲ့အခါမှာတော့နှစ်ဖက်စလုံးကအမြဲတမ်းပူပန်နေရတာတခုရှိပါတယ်။အဲ့ဒါကတော့ရန်သူကငါတို့ရဲ့ကုန်းမြေပေါ်ကနျူကလ িয়ার စခန်းတွေကိုအရင်ဆုံးလက်ဦးမှုယူပြီးဝင်တိုက်လိုက်ရင်ငါတို့ဘယ်လိုပြန်တိုက်မလဲဆိုတဲ့မိကွန်ပါ။ဒီပြဿနာအတွက်အဖြေကပင်လယ်အောက်မှာပေါ်ပေါက်လာခဲ့ပါတယ်။မြေပြင်ကစခန်းတွေဖျက်ဆီးခံလိုက်ရရင်တောင်ပင်လယ်အောက်မှာပုံနေတဲ့ရေငုပ်သင်္ဘောတွေကနေနျူကလ িয়ার နဲ့ပြန်လည်တုံ့ပြန်နိုင်စွမ်းနျူကလ িয়ার deterrent ကိုတည်ဆောက်ဖို့တောင်းအားဖြစ်လာခဲ့ပါတယ်။1960ခုနှစ်ဇူလိုင်လမှာ American UMG-27 Polaris ဒုံးကျည်ကို USS George Washington ရေငုပ်သင်္ဘောပေါ်ကနေရေအောက်ထက်ကနေပထမဆုံးအောင်မြင်စွာပြေးလော့ပြနိုင်ခဲ့ပါတယ်။ဒါဟာတမိုင်းဝင်စက္ကန့်ပိုင်းဖြစ်ပါတယ်။ရေငုပ်သင်္ဘော Ballistic ဒုံးကျည်နျူကလ িয়ার ထိပ်ဖူးဒီသုံးခုပေါင်းစည်းသွားတဲ့အခါရေငုပ်သင်္ဘောဟာတာမန်သင်္ဘောတစ်စီးမဟုတ်တော့ပါဘူး။ဒီနေရာမှာ SSBN ဆိုတဲ့အသုံးအနှုန်းစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ SSBN ဆိုတာ Nuclear Power Ballistic Missile Submarine တို့မဟုတ် Nuclear စွမ်းရည်သို့ Ballistic ဒုံးကျည်တင်ရေငုပ်သင်္ဘောလို့အဓိပ္ပာယ်ရပါတယ်။အင်အားကြီးနိုင်ငံတွေရဲ့ Nuclear ဒိုင်းလွှာကြီးစတင်တည်ဆောက်လိုက်ခြင်းဖြစ်ပါတယ်။ထိုအခြေကစပြီးရေအောက်ပြည့်ဒုံးကျည်စနစ်ဟာအချက်၃ချက်နဲ့အရှိန်အဟုန်မပြတ်တိုးတက်လာခဲ့ပါတယ်။ပထမအချက်အခဲလောင်စာစနစ်အရင်ကသုံးတဲ့လောင်စာရည်နဲ့ပုံဘေးကင်းပြီးရေငုပ်သင်္ဘောထဲမှာတိုးလောင်ရလွယ်ကူကချက်ချင်းပြေးခတ်ဖို့အဆင်သင့်ဖြစ်စေခဲ့ပါတယ်။ဒုတိယအချက်ထိပ်ဖူးအများပြားပါဝင်ခြင်းဒါကအရေးကြီးဆုံးပါ။ဒုံးကျည်တစ်စင်းတည်းပြေးလိုက်ပေမဲ့လေထဲရောက်ရင်နျူကလ িয়ার ထိပ်ဖူး၈ခုကနေစနစ်ခုထိကွဲထွက်သွားပြီးတိကျပြင်းမှန်များကိုတပြိုင်တည်းတိုက်ခတ်နိုင်လာပါတယ်။ဒါပေမဲ့ထိပ်ဖူးရည်အတွက်ကနိုင်ငံအလိုက်ကွဲပြားမှုရှိပါတယ်။တတိယအချက်တိကျမှုအစောပိုင်းဒုံးကျည်တွေလိုမဟုတ်ဘဲ satellite စနစ်တွေ inertial guidance navigation system တွေတိုးတက်လာမှုတွေကြောင့်လွတ်တမျိုးစာမဟုတ်တော့ဘဲပြင်းမှန်တစ်ခုတည်းကိုကွဲတီးထိအောင်ပြင်နိုင်လာကြပါတယ်။အတူချုပ်ပြောရရင်ပုံဝေးပိုတိကျပုံယုံကြည်စိတ်ချရတဲ့ပင်လယ်အောက်လက်နက်ကြီးတွေဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်ရေငုပ်သင်္ဘောတွေကနျူကလ িয়ার ဒုံးကျည်တွေကိုပဲပြစ်တာလားမဟုတ်ပါဘူး။အဓိကအားဖြင့်ရေအောက်ပြည့်ဒုံးကျည်အမျိုးအစားနှမျိုးရှိပါတယ်။ 1. Ballistic Missile SLBM ဒါကကမ္ဘာလီတို့အပြင်ဒီတက်သွားပြီးမှအေယာမအကွာဝေးကပြင်းမှတ်တွေကို
နျူကလ িয়ার နဲ့ဖျက်ဆီးတဲ့ဗျူဟာမြောက်လက်နက်ပါနှစ် cruise missile SLCM ဥပမာတိုမာဟော့တိုမာဟော့ခါလီဘာတို့လိုဒုံးကြီးမျိုးပါသူတို့ကလေလူထဲမှာကိုပိုင်အင်ဂျင်နဲ့လေတစင်းလိုရည်ပြင်းနဲ့ကပ်ပြီးပြန်တန်းကရာသီရေဒါကိုရှောင်ကွင်းပြီးတိကျစွာတိုက်ခိုက်တာဖြစ်ပါတယ်ယနေ့ခေတ် modern era မှာတော့ Trident 2 D5 သို့မဟုတ်ရုရှားရဲ့ Bulava လိုမျိုးဒုံးကြီးတွေဟာကမ္ဘာစစ်ရေးသမိုင်းမှာနည်းပညာရဲ့အဓိပတိနေရာမှာရှိနေပါတယ်အမေရိကန်ရုရှားတရုတ်ဗြိတိန်ပြင်သစ်နဲ့အိန္ဒိယစတဲ့နိုင်ငံကြီးတွေဟာ SSBA နျူကလ িয়ার ရေငုပ်သင်္ဘောတွေကိုကိုယ်စီတည်ဆောက်ထားကြပါတယ်ဒါဆိုဘာကြောင့်နိုင်ငံကြီးတွေဟာကုန်းမြေပေါ်ကနျူကလ িয়ার ဒုံးကြီးတွေရှိပါလျက်နဲ့ဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကျခံပြီးဒီ SSBA ရေငုပ်သင်္ဘောတွေကိုမဖြစ်မနေထိန်းသိမ်းထားကြတာလဲအဓိကအကြောင်းရင်း၃ချက်ရှိပါတယ်၁မမြင်နိုင်သောပုံကွယ်မှုပင်လယ်သမုဒ္ဒရာရဲ့အမောင်တုထဲမှာဖုံးကွယ်နေတဲ့နျူကလ িয়ার ရေငုပ်သင်္ဘောတစ်စီးကိုရှာရတာဟာကောက်ရိုးပုံထက်အရှာတာတဲ့ခဲပါတယ်၂ရှည်တန်ကြာရင်နိုင်စွမ်းရန်သူကကုန်းမြေပေါ်ကနျူကလ িয়ার စခန်းတွေကိုအကုန်ဖျက်ဆီးပြစ်နိုင်ရင်တောင်ပင်လယ်အောက်ကရေငုပ်သင်္ဘောတွေကရှည်တန်ကြာရင်ဖို့အခွင့်အလမ်းပုံများပါတယ်၃တာစီပိတ်ပင်နိုင်စွမ်းမင်းငါ့ကိုဘလောက်ပဲအနိုင်တိုက်ပါစေငါရဲ့ပင်လယ်အောက်ကရေငုပ်သင်္ဘောတွေကမင်းကိုပြန်လည်ဖျက်ဆီးနိုင်စွမ်းရှိနေဆဲပဲဆိုတဲ့အချက်ကရာသူတွေကိုစစ်တပ်စားဖြစ်စေပါတယ်။ဤပညာတွေတိုးတက်လာတဲ့အမျှအနာဂတ်ရေအောက်စစ်ပွဲတွေဟာပိုပြီးကြောက်စရာကောင်းလာပါတယ်။အတန်ထက်မြန်သော hypersonic ဒုံးကြီးတွေအလိုအလျောက်မောင်းနေနိုင်တဲ့ unmanned drone ရေငုပ်သင်္ဘောတွေနဲ့ပုံမှန်စမ်းသပ်ရတဲ့ underwater sensor စနစ်တွေပေါင်းဝင်လာပါတယ်။ယနေ့ခေတ်မှာအမေရိကန်တို့လိုအင်အားကြီးနိုင်ငံတွေဟာရေငုပ်သင်္ဘောကနေရေပေါ်ရေအောက်မြေပြင်ပြင်းမှတ်တွေအပြင်လေထဲကပြင်းမှတ်တွေကိုမှပြစ်ခတ်နိုင်လောက်ဖို့ကြိုးစားနေကြပါတယ်။ဤပညာတွေဘယ်လောက်ပဲတိုးတက်လာပါစေပင်လယ်အောက်ကစစ်ပွဲဟာပုံမှန်ကြောက်စရာကောင်းတဲ့မျက်စိနဲ့မမြင်ရတဲ့အမှောင်တုတက်ကစစ်ပွဲတစ်ပွဲဖြစ်နေအောင်မှသိချပါတယ်။အစပိုင်းတုန်းကတော့ရန်သူစစ်သင်္ဘောတစ်စီးကိုပင်လယ်အောက်ကနေတိုက်ခိုက်ဖို့တော်ပီဒိုတစ်လုံးပဲလိုခဲ့ပါတယ်။ဒါပေမဲ့ဆက်စုနှစ်အနည်းငယ်တွင်းမှာတော့အဲ့ဒီပင်လယ်အောက်ကတံမဏိရေငုပ်သင်္ဘောတွေဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့နျူကလ িয়ার အာဏာစက်ကိုထိန်းချုပ်ထားတဲ့ပင်မမန်တိုင်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ယနေ့ခေတ်မှာရေငုပ်သင်္ဘောတစ်စီးဟာပင်လယ်ထဲမှာရှိနေကြတဲ့ဘယ်နေရာမှာရှိနေမှမသိနိုင်တာကပိုပြီးအရေးကြီးလာရတာပါ။လက်နက်နဲ့စစ်ရေးသမိုင်းဘူတော်တွေကိုစိတ်ဝင်စားရင်မြန်မာ Xpedia ကို like နဲ့ subscribe လုပ်ထားပေးကြပါဗျာ။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။ကျေးဇူးတင်ပါတယ်ဗျာ။